နေမကောင်းလို့ရွာဘက်ကိုပြန်လာဖွင့်လာလဲတဲ့မင်းစုလဲဝဲမှာခေါ်သွားတာဗျချင်းနေပါတိရလဲဗျအချင်းတွေကဘာမှမသိရဘူးဗျဘွားခေါ်လို့ခေါ်မှလည်းမသိပဲဘက်ကခေါ်လို့ခေါ်မှလည်းမသိသေးဘူးဗျအခုဘယ်အချိန်ဘယ်နေရလဲအဲ့ဒါလေးတေချာရှင်းပြပါဗျအခုဟိုကလည်းဗျ9နာရီခွဲလောက်ကဗျညနေ6နာရီခွဲ9နာရီအခုညနေ9နာရီခွဲမိသားစုအကြောင်းကြားလားဘာတွေပြောလဲဘာမှအကြောင်းမကြားဘူးဗျမေးကြရှိလို့ဆိုပြီးဆွဲခေါ်သွားတာဗျဘယ်သူဘဝလည်းပြောမတော့ဘူးဗျဖုန်းတစ်လုံးတော့ပါသွားတယ်ဗျကျန်တာလည်းတော့ကုန်ချင်ခဲ့တယ်ဖုန်းတစ်လုံးရဲ့အိုင်ကွန်တစ်လုံးရဲ့တန်းတော့ကျတော့မိသားစုလိုက်လာတာပါဗျမိသားစုလိုက်လာတာဗျလမ်းမှာစီးပြတ်သွားတယ်မင်းစုလမ်းဘက်မှာစီးပြတ်တာစီးပြတ်ရင်းနဲ့သူတို့ကလည်းရောက်မဲ့ဘယ်ကနေတယ်တဲ့မေးပြီးတော့ဝက်နေလာတန်းသွားတာဗျအရက်ဝက်နေဘယ်သူတွေကလာလဲဘသူရလို့လည်းမပြောဘူးဗျဘယ်ကလဲဘသူလဲလို့မပြောဘူးဗျလူဘယ်နှယောက်လဲလာတာ2ယောက်အရက်ဝက်နေသူတို့မှလက်နက်တွေကင်ဆောင်ထားလားပါတယ်အရှိပါတယ်ဗျဟုတ်ပြီရဲဘော်ကြီးအရှိပါတယ်ဗျဘိုးတော်နီကိုပဲရွေးပြီးမေးတာလားဟလားဟုတ်တယ်ဘိုးတော်နီကိုပဲဆွဲခေါ်သွားတာဗျဘာလို့ဖို့လဲဘာဘူးလို့လဲလို့ဘိုးတော်နီကပြန်မေးတယ်သူကမပြောဘဲနဲ့ခမရမေးကြရှိလို့တခါတည်းလိုက်ခဲ့တယ်ဘိုးတော်နီဟုတ်လာတာဟုတ်တယ်ဘိုးတော်နီဆိုတခါတည်းလိုက်ခဲ့ဆိုပြီးဆွဲခေါ်သွားတာဗျကျွန်တော်နောက်ကနေဖုန်းနေတော့ပေးထားခဲ့ဆိုသူကကျမဖုန်းလို့ကျမမင်းနေဖုန်းကိုထားခဲ့လို့ပြောတာကိုအဲ့ဒါကိုအကုန်ယူချင်တာမရကျမအကုန်လိုက်တောင်းတော့ဖုန်းတစ်လုံးတော့ပါသွားတယ်ကျန်တာရဲ့ကြံခဲ့တယ်အဲ့တော့မိသားစုကိုလည်းဘာမှအကြောင်းမကြားသေးဘူးပေါ့မိသားစုကိုလည်းဘာအကြောင်းကြောင်းမှမရှိပါဘူးခင်ဗျဘာကြောင့်ဖမ်းတယ်လဲမပြောဘူးပေါ့ဘာကြောင့်ဖမ်းတယ်လဲမပြောပါဘူးဘာအထွတ်လေးပဲပြောလည်းမပြောပါဘူးဗျအတင်းမရမိဆွဲခေါ်တော့တာကျွန်တော်ကဖုန်းလိုက်တောင်းတော့ကျွန်တော်လည်းခဲ့တယ်ဘုမမလားအဲ့ဒါအောင်းချိန်လုပ်တယ်ရဲဘော်လေးလည်းနှစ်မောင်းချိန်အဲ့ကလိုက်တော့ရက်ပြေဘယ်ဖုန်းအဲ့တော့ဘာလို့မေးတော့ကျွန်တော်ဘာမှမပြောရတယ်မာကြီးတဲ့ဘာမှမဖြစ်ဘူးတဲ့မေးကြလို့ရှိလို့ခေါ်တာအဲ့တော့ကားနဲ့ခေါ်သွားလားဒီတိုင်းပဲလမ်းလျှောက်လားချီချင်ဆွဲခေါ်သွားတာဗျသူတို့ကလည်းတိုင်ကျယ်လေးနဲ့လာတာဗျအရင်ရက်တွေကရောဘာပြောတာကြားလဲဘိုးတော်နီကအရင်ရက်တွေကတော့ဘုန်းကတပည့်တွေနဲ့ပတ်သက်ပြီးတော့ဆွဆွဲချက်တွေတင်တာပေါ့ဘိုးတော်နီကရဲဘော်2ယောက်ကဝက်စားလို့လေဆိုပြီးတော့ဝက်စားချောင်းမှာဝက်စားဝယ်ပေးတယ်နဲ့ပတ်သက်ပြီးကန်ရဝင်လာပြီးတော့ဘိုးတော်နီကဘုန်းကရဲဘော်တွေဆွဲထုတ်ပေးပါလေဆိုပြီးတရားဝင်နောက်ကနေလာမေးတာတော့ရှိတယ်အဲ့တုန်းကတော့မခေါ်ပါဘူးပေါ့အဲ့တော့ခေါ်မသွားဘူးသူကငါလည်းဘာမှမပတ်သက်ဘူးတဲ့သူတို့နဲ့လည်းဆက်တယ်လည်းမလုပ်ဘူးဘာမှလည်းမပတ်သက်ဘူးငါသူတို့နဲ့သူကခုမှချင်းချင်းဟောလွဲမှာဆိုအိမ်နဲ့အိမ်ကတော့ထွက်ပါဘူးသူကပြောတယ်တကယ်လို့လည်းဘယ်သူကခေါ်ခိုင်းတာလဲဘာလဲဘိုးတော်နေရမေးတော့ကြတာခရိုင်ကိုကဲရေးမှုကခေါ်ခိုင်းတာပါတဲ့ကိုကဲရေးမှုကခေါ်ခိုင်းတာဆိုမလိုက်နိုင်ဘူးကွာမင်းကတရားတော့ဆိုတော့ကနီရင်း23တရေးမှုကြော်စင်လို့ပြောပါတယ်အဲ့တုန်းကမလိုက်သွားတော့ဘာမှတော့မဖြစ်ဘူးပေါ့အဲ့တုန်းကလိုက်မသွားဘူးပြသူတို့ကလည်းတန်တရားဝင်တဲ့အကြောင်းကိုမင်းမြတ်ကျင်လို့လာတာပါတဲ့အဲ့ဒါခမရတို့တကယ်တော့ကျွန်တော်တန်တရားဝင်လို့ပါဘူးလေဆိုရင်လည်းဖမ်းဝရအထက်ကနေဖမ်းဝရမပါတဲ့အတွက်လိုက်မသွားဘူးဗျသူကတကယ်လို့လည်းသူကပြမှုရှင်နဲ့ဖမ်းဝရပါရင်ထက်ကနေကြီးတယ်လားခေါ်လိုက်မယ်ပေါ့အေးစစ်စစ်ရှင်းမယ်ပေါ့တကယ်ကြီးကခေါ်ရင်မလိုက်နိုင်ဘူးပြောလိုက်တယ်အဲ့တော့ဘာမှမလုပ်ပြန်သွားတာအဲ့လိုလားဘာမှမလုပ်ပါဘူးပြန်သွားတယ်အဲ့ရက်ကလည်းလာတာ10ယောက်ပြကားနဲ့ဖူးဝီကားနဲ့လက်နဲ့အပြည့်စုံနဲ့လာအိမ်မှာလာပြီးတော့အဲ့ဒါပြီးခဲ့တဲ့ဘယ်နှစ်ရက်လောက်ကဖြစ်တာလဲပြီးခဲ့တဲ့ဟိုက25ရက်နေ့25ရက်နေ့ညနေ9နာရီလောက်အဲ့တော့အခုဘာဆက်လုပ်ဖို့ရှိလဲဖုန်းတွေပဲဆက်ဖြစ်လားမေးဖြစ်လားအဲ့ဒါလေးပြောပြပါဦးအခုတော့ဆက်တယ်လို့မရသေးဘူးပြမေးတော့မေးနေပါလားစုံစမ်းနေကြတယ်ဘာမှအကြောင်းမသိရဘူးအဲ့တော့ဘာတွေစိုးရင်ရလဲဗျအခုလို့ခေါ်သွားတာလေအခုလို့ချင်းနေကြီးမှာအခုလို့ခေါ်သွားတာတော့ကျွန်မအမြင်ကတော့ဘယ်လိုပြောမလဲသူတို့ရဲမမှုနိုင်ဘူးဆိုတာလည်းမပြောနိုင်ဘူးဗျသူတို့ကဇွက်ကြီးပဲခေါ်သွားတာကျွန်တော်တို့ကဘယ်ရပါဘယ်ခရံရပါဘယ်တရင်ရပါလည်းမပြောကျွန်တော်တို့ကဘယ်ခရံဘယ်မျိုးနဲ့ဘယ်ပတ်ခါခါလည်းမပြောဘဲနဲ့ဇွက်ခေါ်သွားတာအဲ့တော့စိုးရင်ရလားအခြေအနေကကျွန်မကတော့မိမသားဖြစ်နေဆိုရင်တော့စိုးရင်ရမှာဗျာဘာလို့ဆိုတော့သူကဘာမှလည်းမပြောပြလည်းမရှိကြောင်းကြားတာလည်းမပေးဘဲနဲ့မင်းများသက်သေးတာလည်းမရှိဘဲနဲ့အတင်းဆွဲခေါ်သွားတဲ့အတွက်ကျွန်မစိုးရင်ဘိုးတော်နီအဖွဲကတခြားလူတွေရောပါတန်ကြားလဲတခြားလူတွေကတော့ဘာမှမကြားပါဘူးဗျာဘိုးတော်နီကတော့ကျွန်တော်မပတ်သက်ပါဘူးဗျာပြောပါတယ်ဖြည့်ရှင်းချက်တွေလည်းထုတ်ပါတယ်အဲ့ဒါကိုလည်းမရပါဘူးအဲ့တော့အခုဘိုးတော်နီအမျိုးသမီးအနေနဲ့ဘိုးတော်နီဖန်ခံတဲ့ပုံမှာဘာ
ဘာတွေပြောခြင်းလဲဘာတွေခံစားရလဲဘာတွေတောင်းဆိုခြင်းလဲအဲ့ဒါလေးပြောပေးပါ ဘယ်လိုပြောရမလဲဆိုတော့ကျမတို့ကလည်းမိသားစုနဲ့ရိုးတန်းတန်းနဲ့နိုင်ငံရေးလုပ်နေတဲ့အချိန်မှာသူ့ကိုဘာပြမှုကျူးလွန်มาလဲဘယ်ဘာဖြစ်ပါလဲဆိုတာကိုအကြောင်းကြားလာပြီးတော့ခုမှပဲခရိုင်ကလည်းတစ်စင်းဒါမှမဟုတ်ပဲရကြေးပန်းကားပါလည်းတစ်စင်းပေါ့နော်အိမ်ရောက်စာလေးပို့ပြီးမှလာအကြောင်းကြားဖြည့်ရှင်းပေးပါလေဆိုရင်တော့အဲ့လိုမျိုးဆိုရင်တော့တမျိုးပေါ့ဗျာအခုကအဲ့လိုမပြောဘဲနဲ့ဘဲခွဲစီရမှလည်းမသိပဲပန်းကားပါပဲခရိုင်ရင်းရမှလည်းမသိပဲနဲ့အဲ့လိုဆွဲပေါ်တော့တာစိုးရိမ်ပါစေဗျာအဲ့တော့အခုဖြစ်စဉ်တွေမှာလေဘိုးတော်နီကဘာတွေလှုပ်ရှားတာမျိုးရောဟိုကိုကတွေ့မြင်တာရှိလဲဘိုးနဂါကိစ္စမှာဘာမှမလှုပ်ရှားဘူးဗျာနားထားတယ်ဗျာဘာမှလှုပ်ရှားမှုမရှိပါဘူးဗျာသူအိမ်ထဲမှာပဲအဲ့လိုမျိုးအချင်းမြင်လွဲမှာဆက်ချက်တွေတင်ခါမှကြောက်လို့အိမ်ထဲမှာပဲနေပါတယ်ဗျာမိသားစုနဲ့